ပေါင်းလာတော့မှ9000မကျော်ပဲနေ3လလောက်စစ်ကြိတ်ဖြန်လို့ရတဲ့ body mist လေးတွေကို review ပေးမှာဖြစ်ပါတယ်ဟောဒီဘူးလေးအရင်ဝယ်ခဲ့တာကွာသူ့ရဲ့အနံ့ကကြတော့လုံးဝရန် fresh ဖြစ်တယ်ရန်တော်တော်လေးမှုရတယ်ပေါ့နော်အသားထဲမှာတော်တော်လေးဆိုရဲဒီအသားလေးဒီလိုအခုရေချိုးပြီးကစားဒီလိုမျိုးချိန်မှာဖြန်နေဆိုလို့ရှိရင်သူကပို့ပြီးတော့အနံ့ခံတယ် body mist ရဲ့သဘောတရားကတော့သူက3နိုင်4နိုင်လောက်ထိပဲခံနေပေါ့နော်ဒါပေမဲ့ဒီကောင်လေးကဒီဘူးကတော်တော်လေးအနံ့တော့ဆွဲတယ်ဆက်စား3ချင်းဆိုလို့ရှိရင်အနက်မရင်သေးတဲ့အချိန်မှာဆိုလို့ရှိရင်မနက်ကနေပြီးတော့ဆွတ်သွားရင်ညနေလောက်ထိကိုအနက်လေးကြံသေးရပေါ့နော်အသားမလူတွေရှုသေးလို့ရှိလို့ရှိရင် body mist ရဲ့သဘောတရားအတိုင်းပဲအနက်အပြင်းကြီးမဟုတ်ဘူးပြည့်ပြည့်လေးပဲကိုပဲအနက်ရလောက်တယ်ပေါ့နော်ဘေးရလူတွေကတော့အနက်အပြင်းကြီးရမှာမဟုတ်အားကြောင့်မို့ဒီက body mist လေးတွေတိုက်တော့သူ့ပဲပုံစံအကြောင်းတော့ဈေးကြီးမယ်လို့ထင်တာကွာအဲ့လောက်ကြီးမပေးရအောင်2400လောက်ပဲပေးရတဲ့နေရာမှာတော်တော်လေးတက်နေပေါ့နော်နောက်တစ်ခုကဟိုဘူးကြိုက်ရလို့ဒါလေးလိုက်ဝယ်တာဒါလေးကိုလည်းအသေးကြိုက်တယ်တော့ရေခဲမုံနဲ့လေ main ကလေးတွေဆိုလို့ရှိရင်ပို့ပြီးတော့ကြိုက်မှာ screen green လို့ရေးရတယ်ပေါ့နော်ဒါလေးကပို့ပြီးတော့မှဖြန်းလို့တောင်းတယ်တော့ကြဆိုလို့ shade လေးဒီမှာဖြန်းလိုက်လို့ရှိရင်တော့ရွှေမုံလေးကြံခဲ့ကွာဒီမှာရွှေမုံဘလင်းလေးပါတယ်ဒီလိုမျိုး main ကလေးတွေဆိုလို့ရှိရင်ဒီလိုမျိုးရင်ပြောက်ဝတ်လို့ရှိရင်ဒီညာလေးတွေဖြန်းဒီလိုမျိုးလေးဖြန်းလို့ရှိရင်အမရွှေရောင်အမုံလေးတွေဖြစ်နေကွာအနက်လေးကတော်တော်ကောင်းတယ်တော်တော်လေးလည်းမွေးတယ်အနက်လေးတော်တော်ခံနေပေါ့နော်ဒါကအရန်ကြိုက်တယ်ဒါဆိုလို့ရှိရင်တော့ဒီက9 hour တော့တန်ပြီးရပေါ့နော်ဒီလိုကဝယ်တင်နေတယ်မှာပဲ main ကလေးတွေဆိုလို့ရှိရင်ဒီအနံ့ကတော်တော်လေးကောင်းနေပေါ့နော်ဒီက body တွေကပဲထုတ်တာပဲပေါ့နော်ဟိုဘူးလေးကြိုက်လို့ဒါလေးကိုလည်းဒါလေးပို့ပြီးတော့ကြိုက်သွားတယ်ဒါလေးကိုတော့7 hour တော့တန်မယ်ပြီးမယ်ဘာလို့လဲဆိုတော့ဒီအနံ့ကကြတော့နေက main ကလေးဆန်တဲ့အနံ့ကိုပို့ကြိုက်တာပဲကြောင့်မို့ तू ကလည်း main ကလေးဆန်ပြီးတော့ဟိုလိုအရင် sweet ဖြစ်တဲ့ဘက်ကိုမသွားဘူးပေါ့နော်ဒါပေမဲ့ဒါလေးကိုညာဘက်အိတ်ကနေကြလို့ရှိရင်ခေါင်းအုံးလေးမှဖြန်းပြီးတော့အိတ်ချင်းတောင်လေးတွေမှဖြန်းလာလို့ရှိရင်တညလုံးမွေးကြကြလေးနဲ့အိတ်ရတာအိမ်မက်လက်လေးမက်စီမဲ့အနံ့မျိုးလေးဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်